ချူရှာကျော်လို့ခေါ်တဲ့ကားပါကင်တွေဆိုတာကကြတော့ကားတွေအကြာကြီးရက်လို့ရတဲ့နေရာမျိုးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီချူရှာဆိုတဲ့ခေါ်တော့ပါအောင်မြင်လိုက်တာနဲ့ကျွန်တော်တို့ကားအကြာကြီးရက်လို့ရတဲ့နေရာဆိုပြီးတော့ကျွန်တော်မှတ်လို့ရတယ်ဒါကြောင့်ကျွန်တော်တို့ထေရှာနဲ့ချူရှာကိုကောင်းကောင်း꿰ဖို့လိုတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီကားရက်လို့မရတဲ့နေရာတွေကဘယ်လိုနေရာမျိုးတွေလဲဒါကကြတော့သူတို့ကတတ်မှတ်ထားတဲ့ site book တွေမရှိဘူးဒါပေမဲ့ကိုယ်တိုင်ကကားမောင်းတဲ့သူဆိုရင်တော့ဒီဟာကိုတိထားရမယ်ဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုတော့နံပါတ်1ကဘာတွေပါလဲဆိုတော့ခိုးစားတင်ဆိုတာကကြတော့လမ်းလေးကွာစုံတဲ့နေရာလမ်းလေးကွာစုံတဲ့နေရာမှာကားရက်လို့မရဘူးပြီးတော့ odan hodo ဆိုတာကကြတော့လူကူမြင်းကြမှာလည်းကားရက်လို့မရဘူးပြီးတော့自転車横断台ဆိုတာကကြတော့ဒီစပိန်တွေဖြတ်ကူးတဲ့နေရာဒီ odan hodo နဲ့အတူတူပဲ odan hodo ကကြတော့လူကူးတဲ့နေရာ自転車横断台ကကြတော့စပိန်တွေကူးတဲ့နေရာပြီးတော့ fumigiri ဆိုတာကကြတော့ဒီယထာလမ်းမှာကားဖြတ်တဲ့နေရာအဲ့ဟာကိုကျွန်တော်တို့အဲ့ဝန်ကျင်မှာကားရလို့မရဘူးခီတိုရှိကိနိုင်ဆိုတာကကြတော့ယထာလမ်းတွေဘတ်စကားလမ်းတွေရှိတဲ့နေရာအဲ့လိုနေရာမျိုးတွေမှာလည်းကျွန်တော်တို့ကရလို့မရဘူးစကားတော့ချောချောဖူကင်စကားတော့ချောချောဖူကင်ဆိုတာကကြတော့ဂုံထိတ်တွေရဲ့ဒီဂုံအစင်အောက်မှာကျွန်တော်တို့ကရလို့မရဘူးနောက်ဆိုကြတော့ခိုးပိုင်တော့ကျူနာစကားဒီမဆောက်တဲ့ဂုံစင်းတွေရှိတဲ့နေရာဥပမာတောင်ကုန်းရှိတဲ့နေရာကိုမှကျွန်တော်တို့အလဲလောက်မှာကရထားတာအဲ့လိုမျိုးနေရာတွေလည်းကျွန်တော်တို့ကရလို့မရဘူးပြီးတော့တွန်းနေရူဆိုတာကကြတော့ဒီလှိုင်းကောင်းတွေပြီးတော့ဥမင်လှိုင်းကောင်းတွေကားဒီတောင်ကိုဖောက်ပြီးတော့ကားတွေဖြတ်တန်းသွားလာလို့ရတဲ့နေရာအဲ့ဒီဟာနေရာအဲ့ဒီထဲမှာလဲကျွန်တော်တို့ကားရလို့မရဘူးတွန်းနေတို့ထဲမှာလဲကျွန်တော်ကားတစ်စီးနဲ့တစ်စီးကိုလည်းကြော်လို့မရဘူးဆိုတာကိုလည်းကျွန်တော်တို့ဘူဇူတာအနေနဲ့မှတ်ထားရမယ်ဒီဟာကလည်းကျွန်တော်အရင်ဗီဒီယိုမှာတင်ထားပြီးသားဆိုပေမဲ့ဒီဟာကိုနောက်တစ်ခေါက်ထပ်နှွှေးတဲ့နေရာအနေနဲ့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကားရက်လို့မရတဲ့နေရာတွေကဒီလိုမျိုးတွေရှိတယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုပေမဲ့ဒီလိုမျိုးရှိတဲ့နေရာတွေရဲ့ဘယ်လောက်အကွာဝေးမှာရက်လို့မရဘူးလဲဆိုတဲ့ဟာကိုကျွန်တော်တို့အနောက်မှာပြန်ပြီးတော့သင်ရမှာဖြစ်ပါတယ်